တော်များများအခုလိုမျိုးခီးသွားတဲ့အခါမှာဆိုလို့ရှိရင်ဟိုတယ်ရဲ့ဂျင်မှာကျွန်တော်ဒမ်ဘောစီမစော်ဘူး weight ကအရင်နေတာလေးပဲရှိရဆိုလို့ရှိရင်ကျွန်တော်တော်များများကတော့ကျွန်တော် repetition များများနဲ့လုပ်လို့ရှိတယ်ဒီဘောကတော့ကျွန်တော် repetition များများလုပ်တယ်ဆိုလို့ရှိရင် master training ကိုဖြစ်နိုင်တယ်ဆိုတော့ကျွန်တော် user ချက်လေးရှိပါအကယ်တမ်းကျွန်တော်မားနေတယ်ကျွန်တော်ခန္ဓာကိုယ်ရဲ့ master တွေက weight တွေကိုသူတို့မသိဘူးသူတို့သိရတာ tension ဆိုတာကကျွန်တော်တို့ခန္ဓာကိုယ်ကနေ force ကိုပေးလိုက်ခါမှာဆိုလို့ရှိရင်သူတို့ master ရဘယ်လောက်ထိကျွန်တော်တွန်းရလဲဆိုတော့သိအဲကြောင့်မို့ကျွန်တော်တို့ weight နည်းနည်းနဲ့အချိန်များများလုပ်တယ်ဆိုတာမှာကျွန်တော်ခန္ဓာကိုယ်ရဲ့ glycogen တွေပဲဆုံးသွားတာလည်းရှိတယ်တကယ်တမ်း master tearing သိနေဖြစ်ပြီဒါဆိုလို့ရှိရင်ဘယ်လိုမျိုးနီလန်ကကျွန်တော်တို့ weight တုံးနေမရှိလဲကျွန်တော်တို့ master mask ကိုလုပ်လို့ရတယ်ဆိုတော့ဒီဒါဆိုလို့ရှိရင် master tension ရဖို့အတွက် chest master အတွက် weight မရှိဘူးဆိုလို့ရှိရင်ဒီ tempo ရှက်လေးစမ်းကြည့်ပါကျွန်တော်အောက်ကိုဆင်းတဲ့အခါမှာ3កောင်ဆင်းမယ်ပြီးတော့လို့ရှိရင်1 second ခဏလေးရထားတယ် power နဲ့ပြန်ပြီးတွန်းတယ် let's do it 1 2 3 hold it 1 second and push back again 1 2 3 hold it 1 second push back do it again 1 2 3 hold it 1 second and push backဒီလို technique ကိုသုံးနေတာဆိုလို့ရှိရင်ကျွန်တော်ခန္ဓာကိုယ်အတွက်ဆိုလို့ရှိရင် muscle တွေကိုပို့ပြီးတော့မှပေါင်တော်တော်များများတွန်းတဲ့ tension တခုရစေပါဗျာအခုလိုမျိုးပဲ tempo technique ကိုသုံးပြီးတော့မှခန္ဓာကိုယ်အတွက် major muscle အတွက်ဆိုလို့ရှိရင်ခန္ဓာကိုယ်ပိုင်းဆုံးမှာတခြား muscle တွေအတွက်ဆုံးမှာအများကြီးဆုံးဟုတ်ဒါဆိုလို့ရှိရင်တော့အခုလိုမျိုးကြီးသွားနေတဲ့အချိန်မျိုးမှာကိုတဲနေတဲ့ hotel မှာလို့ချင်းတဲ့ dumbbells တွေ weight တွေမရှိဘူးဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုရင်မိကွန်းအတွက်ဖြေကိုသိသွားပြီလို့ထင်ပါတယ်အခုလိုမျိုးကြီးသွားနေတဲ့အခါမျိုးမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ fitness ဖို့အတွက်အပင်ပြန်လက်ဆောင်ပေါင်ပိုးတွေမတည့်ပြည့်အောင်လို့လက်ချင်ကလေးတော့ကောင်းပါတယ်ဗျဒါဆိုလို့ရှိရင်တော့တက်ပြီးမှပြန်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာThe Answer by Andy.